အားလုံးပဲ morning မှာကျွန်တော်တို့ရဲ့ခရီးစဉ်လေးဒုတိယပိုင်းကနေပြန်ပြီးတော့ကြိုးဆိုပါရယ်နော်ဒါကတော့မနက်ခင်းမျက်နှာတက်တိကြတာပေါ့နော်ဒီဆန်းကြောင်မှာရေကလေကြည်ပြီးတော့စိမ့်နေတာပဲပေါ့နော်အခုမျက်နှာတက်နေကြပါလေရခိုင်တော့နမနမပြည့်တယ်ပေါ့ဒီပေါ်တယ်ပဲဒါယူလက်ခိုးခိုးတမဲယူတီးထားတယ်မျက်နှာတက်ပြီးတော့ဒီမှာသူများကြွက်ကင်နေတာပေါ့နော်အတော်တွေကြွက်ကင်နေတာသွားကြည့်ပါတယ်ညဖမ်းထားတာပေါ့နော်ဒီကြွက်တွေကသူကလေတနက်နဲ့ပြစ်တယ်လို့ပြောတယ်ပေါ့နော်လေနဲ့လေဟိုကနေပြစ်ထားတာပေါ့နော်တနက်နဲ့ပြစ်ထားတယ်လို့ပြောပါတယ်ဒီမှာကင်နေပြီပေါ့နော်ဒါလေကြွက်တွေပါဒီတို့တွေတော့ဘာယူတယ်ဒီကိနေတယ်ပေါ့တော့ပါနော်တော်ရတော့ဘာယူလဲလေကျွတ်စစ်လေကျွတ်စစ်ညာကြီးပဲရတယ်သူတို့ညာတော့ပြစ်ထားတာအခုဒီဘက်ကလေးရေးကလေးပေါ်ပြီတခါမှမမြင်ဘူးလို့ကျွန်တော်လက်ပြပါဘောနော်ဒီ gas တနက်လားလေတနက်လားအဲ့တနက်နဲ့ gas ဆောက်ရပြတာကိုယ်တိုင်လုပ်တာနော်ပိုက်လုံးရဲ့ထန်နေတယ်ဒီမှာကိုယ်တိုင်သူတို့ကိုယ်တိုင် gas ဘူးနေပေါ့နော်ကိုယ်တိုင်လုပ်တာကလေးဆောက်လာတော့ပြန်ဒီမဲ့ကလေးရောက်အဲ့ကလေးတော့ကဲပေါ်တယ်ကဲပြီးရင်တော့မနက်စာထမင်းစားကြပါမယ်ဝတ်သားကျဲရဲ့ပြီးတော့ဒါညကျွန်တော်တို့ပြင်ထားတဲ့ဝတ်သားနော်ပြီးလို့ရှိရင်တော့အခုကဒါကကြက်သားပေါ့နော်ပြီးလို့ရှိရင်ပစွန်လဲပါတယ်ညကျွန်တော်တို့သွားရှာတဲ့ပေးထားတယ်ပစွန်တနက်စာပါနော်ဒီလိုပတ်ပတ်ညရဲ့ပစွန်လဲဆိုတော့မင်းစားကြပါအောင်ဗျာအရင်စားလို့ကောင်းတယ်နော်လိုက်ကြည့်ပါဒီပစွန်ချိုးနေရတယ်ပစွန်ဆိုလို့ရှိရင်ညရှာထားတဲ့ပစွန်ပေါ့နော်လုံးဝတဘာဝအရာအရင်ရှို့တာစားလို့အရင်မင်ခဲ့ပါတယ်သူ့စီရကတော့ဒီမှာကြည့်လိုက်ဗျာတောထမင်းတောဟင်းပဲပေါ့နော်ကောက်ယူတာဓာတ်ရင်ကောက်အဲ့ဒီအကျိုးပေါ့နော်အရင်စားလို့ကောင်းပါတယ်ဆက်ပြီလားတမီးလေးဟောလားမတ်တက်ကျွန်တော်တို့ဒီတစ်ခါဝိတ်မလျှော့ခဲ့ဘူးဒီနေ့ကတော့ကြိုင်နေပြီးရေတိုးစီရနဲ့ဒီအစုံနဲ့ပေါ့ဒီတော့ထင်းအရင်စားလို့တိတ်ခဲ့တယ်မင်းစားတဲ့နေရာကိုလည်းကြည့်လိုက်လုံးဝတဘာဝကြကြပဲပေါ့နော်ကျွန်တော်တို့အဲ့စမ်းကြောင်းထဲမှာပဲအခုပြပုံမှာစားပါတယ်ဒီဟာကကြတော့ဆိုလဲမွန်နတူလို့ခေါ်တယ်ကျွန်တော်တို့မသိဘူးပေါ့နော်ဆရာတယောက်ခလာပေးတာအရန်လဲစားလို့ကောင်းတယ်ဆေးဖက်လုံးဝင်နေပေါ့နော်တကယ်ကိုလေခွင်းထဲမှာပေါက်နေတဲ့တို့စရာတွေပါဒီမှာတိရှိကြည့်နော်မွန်နတူလို့ခေါ်ပါတယ်စားလို့ရတယ်နော်အဲ့တော့ဝိတ်လျှော့နေရကျွန်တော်ဒီတစ်ခါလုံးဝဝိတ်လျှော့ခဲ့ပါဘူးကျွန်တော်ပြီးတိုးစရာနဲ့ဒီရွက်နေပေါ့နော်ဇရေယူကောက်ယူအဲ့အယူတွေနဲ့ပေါ့နော်စားခဲ့ပါတယ်အရင်စားလို့ကောင်းပါတယ်နေထွက်ပြီတမင်စားတော့ပြီးတော့ကျွန်တော်တို့တိုးစရာတော့ခုမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာတိုးစရာတော့ခုကြပါတယ်တိုးစရာတွေကဘာတွေရှိလဲလိုက်ကြည့်ခဲ့ပြီနော်မင်းနဲ့တနက်ခါလေးရောဗာလဲအရက်တော့ခုမယ်ဒီစိမ့်လေးထွက်ဟုတ်ဒါကတော့တောင်ပိုးပေါ့နော်အဲ့တောင်ပိုးကအကြီးပဲမို့လို့ဆန်းလို့ကျွန်တော်ရိုက်ပြထားတာပါပြီးတော့နောက်တစ်ခါဒီဘက်မှာရေထွက်နေလာကြည့်လိုက်စမ်းရေဆိုတဲ့အတိုင်းပဲအဲ့ဒီရေအပြင်မှာပဲရေထွက်နေတာပေါ့နော်ဒါကတော့တဘာဝလုံးဝတဘာဝအမြင့်ခွာရွက်တွေပါအပင်သေးပြီမဲ့အသီးတွေအရန်စားလို့ကောင်းပြီအရန်လဲချိုတယ်ဆေးဘက်လည်းဝင်ဇော့သီးတွေကတော့ဒီမှာရှယ်ပဲအများကြီးပဲဒီကလေးခုတ်ရတယ်ဟိုအထက်မှာသူကစူးနေပြင်ခါဘူးဒါတလဘောချက်တောက်လို့ရတယ်ဒီကနဲ့အရင်တောက်လို့ကောင်းပြန်မပဲခုပါပြန်မပဲခုတ်ပါ
ကရင်ပြည်နယ်မှာတဲ့စမ်းချောင်းနေနဲ့ပဲဟောဖြစ်တာစမ်းချောင်းရှိတဲ့နေရာမှာကရင်နေရှိရဆိုတဲ့ဟာလေဒါဟွာလေးပါလေကျွန်တော်တို့ဒီတပုတ်တီလို့ခေါ်တယ်ပေါ့နော်တချို့ရဘယ်လိုခေါ်လဲမသိဘူးတပုတ်တီကြီးပဲဒီဟာဟိုပါလေဗကန်ဆေးတဲ့ brush တွေလေအဲ့ဒါတွေလုပ်တဲ့ဟာလေတဘာဝနဲ့လုပ်ရအကြီးရောတစ်ခါမြင်ဘူးဒီလိုဒီအကြီးမမြင်ဘူးဒီမှာနဲ့လုပ်ချင်တယ်ပြတ်တယ်နှလုံးဒီကနေ့ခါပြခါပြနတ်ဒီအမြင်ကိုကျွန်တော်ပကံစေးတဲ့နေရာလေးခြေထောက်တွေလက်တွေတိုက်တဲ့ brush တွေအဲ့ဒီတွေမှာပြန်သုံးတယ်အခုမှပါစိုက်ပြီးတော့ဝယ်ကြဒါကတော့တော်ထဲမှာပေါ့နော်အကြီးပဲနင်းရနေရောတကယ်တဘာဝကြီးတိုက်တဲ့ဟာပါဒါကတော့ဘာဒီလည်းမသိဘူးလှလို့ပေါ့နော်တပင်လုံးတီးနေတော့ကျွန်တော်ရိုက်ခဲ့တာပေါ့နော်ဘာဒီမှတော့မသိပါဘူးစားလို့တော့မရဘူးထင်တယ်အဲ့တော့ကျွန်တော်တို့တို့စရာခူးပြီးတော့ကျွန်တော်တို့နေတဲ့တဲကိုပြန်လာရဲပေါ့နော်ဒါပြန်တဲ့လမ်းမှာခုကပြန်မို့ပေါ့နော်ပြန်မို့အတွက်ပစ္စည်းတွေတင်နေပါတယ်အတွေ့အကြုံအသစ်ပဲပေါ့နော်ဒါကျွန်တော်တို့ဒီဆရာတွေခေါ်ပြီးတော့ခေါ်လဲတာပေါ့နော်ခေါ်ပြီးသူတို့ဖျားရှိခိုးတော့တခါလေးခေါ်လဲပြီးတော့ထွက်တဲ့သဘောဒီမှာကျဲကြီးပဲဟိုးမှာတောင်တန်းနေဟိုးမှာဒါမြန်မာပြည်တောင်တန်းကြီးတွေပေါ့နော်အိုးအေးလေညပိုင်းလေးပြောလေးတယ်နော်ဟုတ်အဲ့ကျက်ဖမ်းလာပြောဟေးကျွန်တော်တို့ပြန်ပြီနော်အားလုံးပဲကျွန်တော်ရဲ့ trip လေးကိုစဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရန်နေကင်းရှင်းကြပါစေနော်